ဒီလူသက်ရှင်နေတာနှစ်ပေါင်း200ကျော်လောက်ရှိနေခဲ့ပြီသူကအဆုံးမရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားခဲ့ရပြီးတော့သူ့မှာအပေါ်ဆုံးကအချိန်ပဲဒါပေမဲ့ထူးဆန်းတာကတစုံတစ်ခုကြောင့်သူတည်ဆုံးသွားတိုင်းမှာရေထဲမှာကိုလုံးလုံးနဲ့ပြန်ပေါ်လာခဲ့ပြီးတော့ဒီလိုနဲ့ပဲသူကတည်ဆုံးခြင်းနဲ့မွေးဖွားခြင်းကြားမှာလဲပတ်နေခဲ့တာခုဆိုနှစ်ရတောင်ရှိခဲ့ပြီသူ့နာမည်ကချက်ဖြစ်ပြီးတော့လက်ရှိမှာတော့နယူးယောက်ရဲ့မှုခင်းစေးပညာဆိုင်ရာအထူးကုဆရာဝန်ဖြစ်အလုပ်လုပ်နေခဲ့တယ်သူကဘလို့မှတည်လို့မရတော့အပြီးတိုင်တည်လို့ရမယ့်နီလန်းကိုလိုက်ရှာနေခဲ့တယ်ဘာလို့ဆိုသူချစ်ရသူတွေတည်ဆုံးသွားတိုင်းသူအရန်ဝမ်းနေပူဆွေးခဲ့ရပေမဲ့သူတို့ကိုတော့ဘာမှကူညီမပေးနိုင်ခဲ့တာကြောင့်ပဲတရက်တော့ဂျက်ကပုံမှန်တိုင်းလှုပ်သွားဖို့အတွက်မြေအောက်ရထားစီကိုရောက်လာခဲ့တယ်ရထားပေါ်မှာချောမောလာပါတဲ့ကောင်မလေးတယောက်ကိုတွေ့တော့သူကကောင်မလေးနာကိုကတ်သွားလိုက်ပြီးသူနှစ်ပေါင်း200လောက်လေ့လာထားတဲ့ဖွန်ကြောင်ကြီးကိုအသုံးချလိုက်တာနဲ့ကောင်မလေးရဲ့အကြောင်းအလုံးကိုတိလိုက်ရယုံတင်မကပဲဂျက်ကိုပါသဘောကျသွားခဲ့ပြီးတော့သူ့ရဲ့ဖျော်ဖြေပွဲကိုဖိတ်ခေါ်နေတော့ဂျက်ကလည်းချက်ချင်းပဲလက်ခံခဲ့လိုက်တယ်ကံမကောင်းစွာပဲဒီနေရာမှာကောင်မလေးလည်းပွဲချင်းပြီးတည်ဆုံးသွားခဲ့ပြန်တယ်ဂျက်လည်း3မိနစ်လောက်တတိယနေသေးပေမဲ့ခဏကြာမှတော့သူလည်းတည်ဆုံးသွားတာပဲဒီလိုနဲ့စုံထောက်အန်နာကမြေအောက်ရထားမတော်တဆမှုအခင်းဖြစ်ပွားတဲ့နေရာကိုရောက်လာပြီးသူမရဲ့လှုပ်ဖော်ကိုင်ဖက်တွေနဲ့အတူစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတော့ရထားပေါ်မှာဂျက်ရဲ့ရှေးဟောင်းနာတွေကိုတွေ့ခဲ့ကြရပြီးတော့ဂျက်ရဲ့ခနာကိုကတော့အဲ့ဒီနေရာကပျောက်ကွယ်သွားခဲ့ပြီးတော့ရေထဲမှာကိုလုံးနဲ့အသက်ပြန်ရှင်လာခဲ့တယ်ဒီနောက်အမျိုးသမီးရရှိတယောက်ကအန်နာကိုဖြစ်စဉ်အကြောင်းပြောပြနေခဲ့တယ်ဒီရထားတိုက်မှုမှာလူ14ယောက်တည်ဆုံးခဲ့ပြီးတော့ဝင်တိုက်ခဲ့တဲ့ရထားမောင်းသမားကိုစစ်ဆေးကြည့်တော့နှလုံးရောဂါနဲ့တည်ဆုံးနေခဲ့ပြီးအခင်းမဖြစ်ခင်မှာပဲအမ်ဖက်ချိုကအနားမှာရှိနေခဲ့တယ်လို့သိခဲ့ရတယ်ဒီနောက်ဂျက်ကသူ့သားဘီရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုရောက်လာခဲ့ပြီးတော့သူ့သားကသူ့ရဲ့ရှိုးဝက်ချက်တွေကိုတီးတဲ့တူတီတော်သူပဲဂျက်ကသူတည်ပြီးပြန်လာတိုင်းမှာဒီမတည်နိုင်တဲ့ဘဝကိုဖျက်ချော်နိုင်ဖို့နေလန်းတွေကိုရှာဖွေနေခဲ့ပြီးတော့တည်ခြင်းဝေဒနာကိုလည်းမှတ်တမ်းတင်ထားခဲ့တယ်ဒီနောက်မှာတော့ဂျက်ကမြေအောက်ရထားမတော်တဆမှုကြောင့်တည်ဆုံးခဲ့သူတွေကိုစစ်ဆေးဖို့အတွက်တာဝန်ကိုရရှိလာခဲ့တယ်သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒီဖြစ်စဉ်ကိုအဆဆုံးသိနေခဲ့ပေမဲ့သူ့လက်ထောက်ပြောပြနေတာတွေကိုနားထောင်ချင်အောင်ဆောင်လိုက်ပြီးရင်မောင်းရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးပြီးတဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ခဲ့လိုက်ရတယ်